ကျွန်တော်ချင်းမိတ်ဆွေတွေနေရာစီအတွက်အပူရှောင်မှုအိမ်လေးတစ်လုံးလိုနေတာလား大呀表瞬间的比我给呀，有呀么别见你吧，牛牛捉捉咖瑞乌鸡鸡呢。အိမ်လေးတစ်လုံးလိုနေတယ်ဆိုလို့ရှိရင်ဒီနေ့လိုနေတဲ့အိမ်လေးကိုကျွန်တော်ကမိတ်ဆက်ပေးမှဖြစ်ပါတယ်ဈေးတန်းလေးကလည်းလုံးဝဟိုဘယ်လိုပြောရမလဲနားထောင်ကောင်းတဲ့ဈေးတန်းလေးနဲ့ကျွန်တော်ချစ်မိတ်ဆွေတွေကိုကျွန်တော်မိတ်ဖက်ပေးမယ်နော်ဘေးပတ်ဝန်းကျင်မှာဆိုလဲကျွန်တော်အိမ်ကြီးအိမ်ကောင်းနေတည်ရှိမယ်နေရာနေထားလေးလည်းကောင်းမယ်အတိတ်တစ်စိတ်နားရေးပါရေးနေဖို့ဆိုလို့ရှိရင်အဆင်ပြေမဲ့အိမ်လေးတစ်လုံးဖြစ်မယ်နော်ကဲကျွန်တော်နောက်မှာမြင်တွေ့တဲ့အိမ်ချိုပွိုင်လေးပေါ့ဗျာအိမ်ကတော့လောလောဆယ်မပြီးသေးဘူးเนาะဒါမပြီးသေးဘူးကျွန်တော်လှုပ်ရှားလေးတွေတော့ကြံသေးတယ်ဒီအိမ်လေးရဲ့ခေါ်ပြီးကကြက်သိန်းကျွန်တော်တို့2650အရှော့တင်ပပလေးပဲရှိမယ်เนาะပပလေးပဲရှော့ပေးမယ်เนาะဈေးနှုန်းလေးကတော့ကျွန်တော်တို့အပြောင်းလဲလေးရှိပါတယ်เนาะလာကုန်ပြီးเนาะဈေးနှုန်းလေးပြန်ပြောင်းမယ်ပေါ့ဒီเนาะဟုတ်ကဲ့ဒီအိမ်လေးနဲ့ကျွန်တော်မိတ်ဖက်ပေးမယ်ပေကတော့40-50ကျယ်ဝန်းပါတယ်ဂျီမီဖုန်းเนาะနေရာကောင်းမယ်ဟုတ်ကဲ့ဒီအိမ်လေးနဲ့ဒီခြံလေးတည်ရှိရာတော့ကျွန်တော်တို့ပြည်ဦးလွင်ဒီဇင်ဘာအနီးထုံးပိုရွာကိုထုံးပိုရွာမှာတည်ရှိပါတယ်ဒီခြံလေးကเนาะဒီခြံလေးကဒီနာအထင်ကြီးနေရာတွေကဒီနာဆိုရင်မင်းသမီးလေးမက်ခင်လေးနဲ့အိမ်ရှိမယ်เนาะဒီမှာတော့ဟိုအထင်ကြီးနေရာတွေအများရှိတယ်ဒီဇင်ဘာနဲ့လည်းနီးမယ်เนาะနေရာကတော့အရန်ကောင်းတယ်ပြီးတော့ကြောင်ကလောင်နဲ့လည်းမဟုတ်ဘူးကျွန်တော်ချစ်မိတ်ဆွေအပြင်မှာလာကြည့်ပါเนาะဟုတ်ကဲ့ဒါကျွန်တော်ဒီဘက်မှာအိမ်ရဲ့အတွင်းပိုင်းလေးကခြံကျဲတဲ့ကဒါဒီဘက်ကကားကိုတောင်တော့တစ်စီးနှစ်စီးကားကြီးနှစ်စီးလောက်ထားလို့ရမယ်ရှေ့မှာတစ်စီးထားရင်ဘုံစီးလောက်တော့ရမယ်ပေါ့လေကားကြီးတော့ဒီဘက်မှာ2စီးလောက်တော့ထားရမယ်အိမ်တွင်းထဲမှာကျွန်တော်တို့အိတ်ခန်းက master bedroom 2ခန်းပါမယ် single 1ခန်းပါမယ်မီးဖို့ကြောင့်ပြီးတော့ဘုံ toilet ပါမယ်เนาะဟုတ်ကဲ့လားအိမ်ထဲမှာကျွန်တော်အိမ်ထဲတော့မပြီးသေးဘူးနည်းနည်းရှုပ်နေပြီးခံပြကြည့်လိုက်လားအိမ်ထဲလေးတစ်ချက်လိုက်ပြပေးကျွန်တော်တို့အိမ်ထဲမှာဧကန်လေးဝင်ချင်းဧကန်ရဲ့ရှေ့မှာဖျားကန်လေးပါမယ်เนาะဖျားကန်လေးပါမယ်ဖျားကန်လေးရယ်ပြီးတော့ဒီဘက်မှာဆိုရင်ကျွန်တော်တို့single အိတ်ခန်းလေးတစ်ခန်းပါမယ် master bedroom 2ခန်းပါမယ်เนาะဒီဘက်က single ဒီမှာ master bedroom တစ်ခန်းဒီမှာတစ်ခန်း2ခန်းဒီရဲ့နောက်မှာတော့ kitchen เนาะမိဖို့ကြောင့်ပါမယ်မိဖို့ကြောင့်ရဲ့ဒီဘက်မှာဘုံအိမ်မကြီးချုပ်ကန်းပါမယ်เนาะအိမ်မှာဘုံအိမ်မကြီးချုပ်ကန်းအိမ်ကအစ်စ်ဆိုတော့နည်းနည်းလေးရှုပ်နေတယ်ကျွန်တော်တို့ပြီးမှကျွန်တော်တစ်ခေါက်ပြန်လာရိုက်ပါမယ်เนาะဟုတ်ကဲ့ဈေးလေးကသိန်း2000နဲ့650ကိုပိုင်ရှင်နဲ့တရိုက် shorting လုပ်လို့ရပါတယ်ဒါပေမဲ့ပပလေးပဲ short ပြီးမှဖြစ်ပါတယ်เนาะလက်ကုန်ရင်တော့ဈေးပြောင်းလဲလေးရှိတာမို့လို့ကျွန်တော်ချစ်မိတ်ဆွေတွေ2 point အနေနဲ့လာပြီးတော့ဝယ်ယူနိုင်ပါတယ်ကျွန်တော်ချစ်မိတ်ဆွေများစိတ်ဝင်ပါရင်ကျွန်တော် cherry မျိုးတို့အိမ်ချမ်းမျိုးကို hello လိုက်ပါအားလုံး bye bye